ICJ တရခံကတမရလုံးမရတဲ့အခါကြတိုင်မင်ခံဥပဒေဆိုပြီးပြည်တော်စုအတိုင်မင်ခံဥပဒေမာလာကဆက်ပြီးတော့လုတ်ပြန်တယ်။ဒေါန်ဆန်းစုကြည်ရဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကိုကြိတ်ပြီးမနာလိုတဲ့ပုဂ္ဂိုလ်ကြီးခံစားချက်တစ်ခုထပ်ထွက်လာသလိုပဲ။နောက်တစ်ချက်ကမနေ့ကမာလာဖက်ဆက်တဲ့စေအုပ်စုတစုလုံးလူလုံးထွက်ပြပါတယ်။သူတို့မသိဘူးပေါ့။သူတို့မသိဘူးပေါ့။ မင်္ဂလာပါ CDN Entertainment News ကကြိုဆိုပါရယ်လွတ်လပ်မှန်ကန်တဲ့သတင်းအချက်အလက်များကိုအချိန်နဲ့တပြေးညီနိုင်စင်မျှဝေပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဆိုတော့နန်းတို့ရဲ့ကြရက်ဟာမင်းအောင်လိုင်းနဲ့စစ်ကောင်းဆောင်တစုကိုပြည်သူလူထုတရက်လုံးကသေစေခြင်းနေတယ်ဆိုတာကိုတောင်းတောင်းဖြတ်ဖြတ်ပြောနေတာကိုရိပ်မိသွားပုံရတယ်အဲ့တော့သူတို့မသေးပါဘူးဆိုပြီးတော့မင်းအောင်လိုင်းစိုးဝင်းညိုစောလေကျုပ်ရေကျုပ်တွေအကုန်လုံးပါတဲ့လူလုံးထွက်ပြတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့မနေ့ကပြည်တော်စုတိုင်ပင်ခံကောင်စီဆိုတဲ့ဥပဒေတရက်ထုတ်ပြန်လာသလိုနိုင်လွတ်လုံကိုပြင်ဆင်တဲ့ဥပဒေဆိုတဲ့ဥပဒေထုတ်ပြန်လာပါတယ်ရွေးကောက်ပွဲပြီးတဲ့နောက်လွတ်တော်ခေါ်မယ်အစိုးရဖွဲ့မယ်ဆိုပြီးမအားလာကလက်ကွက်ချင်းရွှေ့လာနေတယ်ဒါပေမဲ့ကျွန်တော်မနေ့ကပြောသလိုမအားလာဖက်စစ်တက်မာလာဖက်စစ်တက်ပြက်ကြရက်ထနေပြီဆိုတဲ့ကိစ္စကဒီနေ့မှထပ်ပြီးတိတာထင်ရှားလာတယ်လူမျိုးကြော်ပြောခင်ဗျားတို့မယုံကြဘူးအဲ့တော့ဒီကနေ့ဘာလို့မင်းကဖက်စစ်တက်ပြက်ကြရက်ထနေတယ်ဆိုတော့မနေ့ကခေါင်းစဉ်ကိုပြန်ပြောတာလေဆိုရင်ဒီနေ့ဘူကျုပ်တွေတေတံချတာတွေတိုင်းမှုတွေ20ထောင်ချတာတွေကိစ္စဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ခေါင်းဝါကြီးကပေါက်တက်ကြရတွေလုံနေပေမဲ့ဒီကနေ့မြန်မာပြည်အတွက်ဥပဒေတရက်လက်မှတ်ကြီးထိုးလိုက်ပါတယ်ဒေါ်လာ120နဲ့တသန်းကူညီမဲ့ဥပဒေဖြစ်ပါတယ်ဒီကြောင်းတွေကိုကျွန်တော်တို့ပြောကြမှာဖြစ်ပါတယ်လူပြကျော်ရဲ့ညာခင်းပိုင်းတင်ဆက်မှုမှာကနဦးဝမ်းသာစရာသတင်းနေနဲ့မင်းအောင်လိုက်ရဲ့စစ်ဘူချုပ်တွေအချင်းချင်းတက်တွင်းဖက်စစ်တက်တွင်းကြရက်ထနေတဲ့အခြေအနေတစ်ခုအချင်းတင်ပြမယ်အဲ့တော့အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်နိုင်စောဦးရာထူးမှဖယ်ရှားဖမ်းဆီးခံရတဲ့၄လအကြာမှာစစ်ခုံရုံးတင်ပြီးထောင်ဒဏ်20ချလိုက်ဒေသ25ကျောင်းစင်းဘာဒူးတက်မြို့ကြီးတိုက်ခိုက်ရေးတင်နန်းကျောင်းကျောင်းအုပ်တခိုးဆိုတော့2025ဩဂုတ်လမှာတော့ယာရုတိုးမြင့်ပြီးတော့ရပ်ပခအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်တာဝန်ထမ်းဆောင်တယ်တာဝန်ထမ်းဆောင်ပြီးမကြပါဘူး3လပဲကြာတယ်တခိုးစာတိမျက်နှာဖုံးကွာကြပြီးတခိုးဆိုပြီးစစ်တပ်ကပြန်ဖမ်းလိုက်တယ်ထောင်ဒဏ်20ဒီနေ့ချလိုက်ပါဒါတက်တွင်းကြရက်နောက်တစ်ခုကဗျူဟာမှုသေတံတခေါအမှန်ကစစ်စင်ရေးကွေးမှုဌာနချုပ်တက်မှမှုတဲစီ43တောင်ကုတ်အခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဗျူဟာမှုဘူမှုကြီးတခေါတည်တယ်ပြီးပါတယ်တက်မှမှုနောက်တစ်ယောက်ထောင်10နှစ်ထောင်5နှစ်တက်မှ33နီးဗျူဟာမှုထောင်14နှစ်ဗျူဟာမှုကိုကျိုးမိတ်နော်အားလုံးကဒီမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျိုးမိတ်ကတော့အဓိကကတော့မြောက်ပိုင်းတိုင်းတစ်ခုလုံးမှာစစ်ပွဲတွေရှုံးနေတဲ့စစ်စီရေးတွေရှုံးနေတဲ့အခြေအနေတွေကြောင်းလို့ကျွန်တော်တို့ယာယီအားဖြင့်သုံးသပ်လို့ရတယ်ဆိုတော့ကတော့တက်တွင်းမှာလည်းဖက်စစ်တပ်ရဲ့အတွင်းထဲမှာလှိုက်စားပြိုကျမှုမာလာစစ်ဗိုလ်ချုပ်တစုကအဖက်ဖက်ကဖာထေးကာရန်နေတာကိုတွေ့ရတာကိုကျွန်တော်ပြောချင်တာအဲ့တော့မနေ့ကကျွန်တော်ပြောတယ်ဖက်စစ်တပ်ပြက်ကြရက်ထနေပြီတက်ပြက်နေတယ်ဒါပေမဲ့တက်ပြက်ပေမဲ့မာလာဖက်စစ်တပ်မှာကောင်းတဲ့အချက်တစ်ချက်ရှိတယ်ဒါဟာသူ့ရဲ့စစ်တပ်ရဲ့အမိတ်တည်နေသေးတယ်စစ်တပ်ကတိဆောက်ထားတဲ့ရန်ရာကြီးတစ်ခုလုံးရဲ့အမိတ်ကတည်မြဲနေသေးတယ်အဲ့တော့ဒီအမိတ်တည်မြဲနေလို့လက်ရှိအခြေအနေတွေသူရက်တည်နေနေတာဖြစ်တယ်စစ်တပ်ရဲ့အမိတ်ပေးကိုကဲမှုစနစ်ပြိုကျအောင်ကျွန်တော်တို့ဘယ်လိုတိုင်လဲဆိုတာကိုစဉ်းစားဖို့လိုတယ်လက်ရှိမှာစစ်တပ်ရဲ့အမိတ်ပေးကိုကဲမှုစနစ်ဟာရက်ကွက်အုပ်ချုပ်ရေးကစပြီးတော့ညုံနယ်ခရိုင်တိုင်း
စစ်ဗိုလ်ချုပ်ကောင်စီအဆင့်တွေထိအဆင့်ဆင့်တော့စစ်တပ်ကတတ်ရှို့ထားတဲ့ထည့်သွင်းထားတဲ့ဌာနဆိုင်ရာညွှန်မှုညွှန်ချုပ်တွေကစပြီးအထူးအုပ်ချုပ်ရေးဦးစီးဌာနအောက်မှာပြားပြားမှောက်နေရတဲ့တရားစီရင်ရေးစနစ်နဲ့စီပင်တရားဆိုလဲစီပင်အုပ်ချုပ်ရေးမှုတွေကစစ်ပြုတ်တယ်အဲ့တော့စစ်တပ်ဟာသူ့ရဲ့အုပ်ချုပ်ပုံဖွဲ့စည်းပုံရန်ရာကြီးကိုစနစ်တကျတိဆောက်ထားတာကိုမမေ့စေချင်ဘူးနောက်တစ်ချက်ကသူ့ရဲ့အမိဘေးကိုယ်ကဲမှုတည်မြဲနေလို့ဒီနေ့ထိခံနေတာဖြစ်တယ်ဒါပေမဲ့တက်တွင်းမှာတိုက်ခိုက်လို့စိတ်လုံးဝမရှိတော့တဲ့အခြေအနေမာလာဖက်စစ်တက်စစ်အုပ်စုတစ်ခုလုံးကိုပြည်သူလူထုကစေတနာပြက်အမုန်းကြီးမုန်းနေတယ်ဆိုတာသူတို့စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်သိတယ်အဲ့တော့ဒီနေရာမှာဇက်တူသားစာပြီးဟင်းသာ9000ပြက်မယ်ဂိမ်းကိုတိုင်းမှုတွေစစ်ဗိုလ်ချုပ်တွေခင်ဗျားတို့အလက်ဘယ်တော့လာမလဲခင်ဗျားတို့စောင့်ကြည့်တာမင်းအွန်လိုင်းဆိုတဲ့ကောင်ကအာနာကျိုးစီးပွားနဲ့ပတ်သက်ရင်ဘယ်ကောင်းမှမထားအဲ့တော့ခင်ဗျားတို့ကိုဗိုလ်ချုပ်ပါကိုတိုင်းမှုပါဆိုတဲ့စစ်တပ်ရဲ့ယာရူးကြီးယာရူးခံနေယူလာပြီးတော့မင်းအွန်လိုင်းလို့ဂျပုတကောင်ကြောက်နေတော့ခင်ဗျားတို့ခံလိုက်ပေါ့ဒီနေ့ကတော့ရပကတိုင်းမှုနော်အပအဝင်ဘုံမူကြီးတွေဘုံချုပ်တွေတေတန်းတွေကျိုးမိန်တွေပေးလိုက်ပါပြီခင်ဗျားတို့ကလက်ဘယ်တော့လာမလဲခင်ဗျားတို့ကြည်တာတိုင်းမှုတွေပြူဟာမှုတွေခင်ဗျားတို့ကလက်ဘယ်တော့လာမလဲခင်ဗျားတို့ကြည်တာနောက်ထပ်မိုးကြိုးတစင်းပြစ်ချပါတယ်ဝရဇိလက်နဲ့နတ်တို့ဆက်ဆိုတဲ့ကဲ့သို့မင်းအွန်လိုင်းခေါင်းကိုမိုးကြိုးတစ်ခုထပ်ပစ်တာကအမေရိကန်ဒေါ်လာ120တန်းဝါရှင်တန်မှာသမ္မတထရန့်ကဒီကနေ့မြန်မာနိုင်ငံကိုကူညီပေးဖို့လက်မှတ်ထိုးပြီးတော့အတည်ပြုလိုက်ပါပြီအဲ့တော့ဒီပတ်စံဟာထိုင်းနဲ့အိန္ဒိယနေဆက်ကိစ္စတွေတရားမဟုတ်နိုင်ငံအချင်းသားတွေပေါ့ဗျာတင်နန်းတွေတန်းတူညီမျှမှု Federal Democracy အခွင့်အရေးတွေအတွက်ပေးအပ်တာဖြစ်တယ်လို့ကျွန်တော်တို့အကြမ်းဖျင်းသိရပါတယ်အဲ့တော့ CDN တွေပါမယ်နိုင်ငံရေးချင်းသားပါတယ်တော်လိုင်းအင်အားစုတွေအုပ်ချုပ်ရေးပိုင်းမှာအသုံးပြုမယ်ဆိုလို့အခုနောက်ပိုင်းအဲ့ဒီပတ်စံတွေကိုမြင်လို့များတချို့တွေများတက်တော့ရိုက်ပြီးလုံနေတာသလားဗျာထင်ရတာတွေလည်းရှိပါတယ်ပေါ့ဒီပတ်စံတွေဟာပြည်သူလူထုထံကိုပြဝရောက်ပြီးပြည်သူအကျိုးပြုလုပ်နိုင်ဖို့တော့ကျွန်တော်တို့မျှော်လင့်မိတယ်ဗျဒါပေမဲ့လည်းစီဒေမဟာစီပေတယ်ပေါ့ဗျာနော်ဒီလိုအခြေအနေမျိုးတွေအောက်မှာတော့ကျွန်တော်တို့အခုချိန်ကြီးကတော့တော်လန်တခိုးများကိုပြက်တသားကန့်ကွက်ကြရမှာပဲဒီဖြစ်စဉ်နဲ့ထူးထူးခြားခြားမှလည်းဒီကနေ့ထောက်ဖို့ကနေရနာလိုက်ပါတယ်ဆိုတော့သူတယောက်ဘယ်သူကိုဝိုင်းရံကြတော့ဘယ်ကဲ့သို့ဝိုင်းရံကြဆိုပြီးပြန်ပြီးတော့အတန်ထွက်လာတာတွေ့ပါတယ်အေးပါပတ်စံကိစ္စတွေဆိုတော့လေတစ်ချိန်မှာတမိုင်းရတော့အဖြေပေးမှာပေါ့ဗျာအဲ့တော့နန်းရင်းလာပါခါဆိုရင်မြို့ရိုးပြိုခဲ့ဘူးတယ်မြို့ရိုးလည်းပြိုတယ်မလာဖက်စစ်တိုက်အာနာပြိုးပဲကျန်တယ်သူ့ကိုလည်းတဲ့ကြီးလျှော့လိုက်တော့လည်းတဲ့ပြစ်တယ်နော်ဘိုလ်ချုပ်တွေဘုံမှုတွေအရာရှိတွေထောင်နှံသိတံတွေချတယ်ဒီအခြေအနေကြီးကိုဖက်စစ်တပ်ကသူ့တက်ကြီးလှုပ်ခါရမ်းနေတာကိုမနေထိန်နေရတဲ့အခြေအနေမျိုးကိုတော့ကျွန်တော်တို့တွေ့ရတယ်ဒုတိယပိုင်းမှာအထက်မင်းလှစစ်ကြောင်းကိုဖျက်တိုက်ပါတယ်ဆိုတော့ဖော်က3စီးနဲ့လာတဲ့အင်အား90ပါစစ်ကြောင်း0ကြေးရွာမင်းကန်ပွဲကြေးရွာမှာရက်နေတာဘီဒါ90ကပ်ပြီးတော့တက်တပြက်တိုက်ခိုက်ချီမုံကြီးပျောက်ကြားချီမုံကြီးဝင်ပါတယ်နောက်တစ်ခုဖေဖော်ဝါရီလ4ရက်နေ့မနက်9:15မိနစ်မှာတဟပ်ပင်ရင်းနှမြီကွန်တွန်းကြေးရွာလမ်းပေါက်မှာအဲ့စစ်ကြောင်းထပ်တိုက်ပါတယ်အဲ့တော့ဗမာပြည်ကာကွယ်ရေးတပ်ဆိုတဲ့တက်နောက်ထပ်ထွက်လာတာမျိုးပေါ့ဗျာဒီစစ်ကြောင်းကိုတိုက်တာဗမာပြည်ကာကွယ်ရေးတပ်ဆိုတာမျိုးတွေ့ရတယ်နောက်ထပ်စုစည်းတဲ့တက်အနေနဲ့ဇာမနီတပ်ဖွဲ့ဆိုတာကိုလည်းကျွန်တော်တို့တွေ့လာရတယ်အဲ့တော့ဇာမနီတပ်ဖွဲ့နေကြလေကျွန်တော်ချိတ်ဆက်ထားပြီးဖြစ်တယ်ကျွန်တော်ကိုချိတ်ဆက်ထားတယ်ဇာမီတပ်ဖွဲ့ကိုအကူအညီပေးဖို့ဇာမီတပ်ဖွဲ့ကလက်တလုံးမှာအထူးမရှင်များကိုဆောင်ရွက်နေတယ်မကြခင်မှာထုတ်ပြန်ကြေညာမယ်လို့လည်းသူတို့ကပြောတယ်ဇာမနီတပ်ဖွဲ့ရဲ့ပုံသဏ္ဍာန်ကိုကျွန်တော်မေးကြည့်တဲ့အခါကျတော့
အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ပုံစံဖွဲ့စည်းတယ်လို့ပြောတယ်စစ်ကြောင်းကြီးတွေနဲ့လူတွေအများကြီးတွေနဲ့ပေါ့နော်ဆိုတော့ဟိုဒီတမန်ဦးကြစစ်ပွဲကိုဆင်နွှဲလို့မရခင်မှာလက်တပြက်ပြောင်ကြားချေမုံရေးကိုဦးစားပေးမယ်အထူး unit အထူးတပ်တွေနဲ့လှုပ်ရှားမယ်လို့ကျွန်တော်တို့ကြားသိထားရတယ်အခုလည်းဒီနေ့အထက်မင်းလာကိုအထက်မင်းလာမှာတိုက်တာဗမာပြည်ကာကွယ်ရေးတပ် United States Burma Army လို့ပြောတယ်ဗျအဲ့တော့တော်လိုင်းကြီးကဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြောနေပေမဲ့တပ်တွေကထပ်ပြီးတော့ပေါ်လာနေတာကိုပြောချင်တာဖြစ်တယ်အဲ့တော့မြေပြင်တော်လိုင်းကြီးအခြေအနေတွေနဲ့ပတ်သက်ပြီးကျွန်တော်ညီကုန်းချုပ်မှာသုံးသက်ချက်တစ်ခုရှိတယ်ညီညွတ်ဖို့လိုပြီးမညီညွတ်ရင်ဘာဖြစ်မလဲဆိုတဲ့ကိစ္စလေးကိုကျွန်တော်ပြောမယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ MNDAA ကရွှေတူးတဲ့ကိစ္စပြဿနာတက်ကြတယ်ဗျာ MNDAA ကလေသမားတွေရဲ့မြေပေါ်လာရှိုးမှာလေသမားတွေရဲ့မြေပေါ်မှာရွှေတူးမယ်ပေါ့ရွှေတူးပြီးတော့လေသမားတွေလည်းအသိမပေးဘူးငါတို့တနက်ကင်ထားတယ်ကွာငါတို့လှုပ်ချင်ရလှုပ်မယ်ဆိုတဲ့ပုံစံမျိုးအာနာရှင်အချိုးမှုနဲ့ချိုးပြီးလှုပ်တဲ့အတွက်ပြည်သူလူထုကဆန္ဒပြကန့်ကွက်တာတွေကိုကျွန်တော်တို့တရင်မှတွေ့ရတယ်ဆိုတော့ဒီနေ့ကတော့ဒီအခြေအနေပါမသားတွေသူတို့တေသွားသူတို့မသေးပါဘူးပေါ့မနေ့ကထွက်ပြတာမသေးပေမဲ့မင်းတို့မသေးဘူးဆိုတာသိပါပြီဒါပေမဲ့သိစီချင်နေတာတော့အမှန်ပါပဲအဲ့ဒီမှာကြားပြနေတဲ့အချက်နှစ်ချက်ပြောကြည့်တယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကိုမနာလိုစိတ်အားကြီးမှုနဲ့အာဏာသိမ်းတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်တွေဟာစနစ်တကျဥပဒေနဲ့အညီလှုပ်ဆောင်ချက်တွေကြောင့်စစ်တပ်ဟာအသက်ရှူကျက်လာတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဒူးတည်ကြလာတဲ့မင်းအောင်လှိုင်ဟာပြည်တော်စုအတိုင်ပင်ခံကောင်စီဆိုပြီးတော့မနေ့ကဥပဒေတစ်ခုပြဋ္ဌာန်းလိုက်ပါတယ် ICJ တရားခံဖြစ်တော့သမရလုပ်လို့မရရင်ဒေါ်အောင်ဆန်းစုကြည်လို့နိုင်ငံတော်တိုင်ပင်ခံကောင်စီဥက္ကဋ္ဌလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးနဲ့အကွက်ထွက်ရွှေ့တာလို့ကျွန်တော်တို့လက်တော်သုံးသပ်ထားပါတယ်ဒီကောင်ကြီးဘယ်လောက်ရွှေ့နိုင်မလဲငါတို့ကတော့မင်းတို့သွားတဲ့နေရာနောက်ကိုရသမျှလိုက်ပြစ်မှာဖြစ်ပါတယ်မင်းတို့ကငါတို့မသေးသေးဘူးဆိုပြီးလူလုံးထွက်ပြနေပြီမဲ့ငါတို့တိုင်းပြည်တပြည်လုံးကမင်းတို့ကိုသေစေချင်နေပါပြီမရှိစေချင်တော့ပါဘူးအာနာရှင်တွေပြိုကျတော့မယ်ဆိုရင်ဖြစ်လာမယ့်အချက်၃ချက်ကိုကြိုပြောပြပါမယ်ကုန်စည်နှုန်းမတရားကြီးမြင့်လာပြီးတိုင်းပြည်ကအထွေထွေအကျက်တဲနဲ့ပြည်သူလူထုဟာအငတ်တော့မခံဘူးကွာအသိခံတော့မယ်ဆိုပြီးတော့အလုံးစုံအောင်ကြွားမှုဖြစ်လာရင်အာနာရှင်ပြိုကျပါတယ်နောက်တစ်ချက်ကလေဒဇင်းမောက်ရင်ကြွက်တွေအရင်ရေတဲ့ခုန်ချတယ်လို့ပဲအာနာရှင်ပြိုကျခံဒီဆိုရင်တို့နဲ့ပတ်သက်ဆက်ရှက်တဲ့ခရိုနီတွေဘုံမှုပူချုပ်မိသားစုဝင်တွေအတိုင်းဝိုင်းတွေကအရင်ဆုံးထွက်ပြေးပါတယ်အခုဆိုရင်ထိုင်းနိုင်ငံစင်ကာပူနိုင်ငံတွေမှာတို့ရဲ့မိဘဆွေမျိုးစစ်တပ်နဲ့ပတ်သက်ဆက်ရှက်တဲ့ဆွေမျိုးတွေခရိုနီတွေဟာငွေကြွေးပြောင်းရွှေ့တာတွေတွားရောက်အခြေချတာတွေဗမာပြည်ကိုပြန်မလာတော့တာတွေအများအပြားဖြစ်နေပါတယ်နောက်ဆုံးတစ်ချက်ကတော့ဆုံးဖြတ်ချက်အမားတွေနဲ့ဖျို့ဖျဲဖြစ်ပြီးပြိုကျမဲ့ဆုံးဖြတ်ချက်တွေကြီးကိုပဲချမှတ်နေတဲ့လူတစ်ယောက်ဟာအဖွဲ့အစည်းတစ်ခုဟာကြာဆုံးတော့မယ်ဆိုဆုံးဖြတ်ချက်အမားတွေကိုပဲချလိရှိတယ်ဆိုတဲ့စကားတိုင်းပဲဒီနေ့လိုနေဖက်စစ်တပ်မင်းအောင်လှိုင်ဟာကိုယ့်ရဲ့တက်တွေးဆုံးဖြတ်ချက်တွေမှာလည်းအမားတွေကြီးပဲချမှတ်နေတယ်လို့ပြည်သူလူထုနဲ့တိုင်းပြည်ပေါ်မှာချမှတ်တဲ့ဆုံးဖြတ်ချက်တွေကလည်းအမားတွေကြီးပဲဖြစ်ပါတယ်အဲ့ဒီဆုံးဖြတ်ချက်အမားတွေဟာမင်းအောင်လှိုင်နဲ့ဖက်စစ်တပ်တစုလုံးရဲ့ဏီကုန်းတမတ်အဆုံးသတ်ဖြစ်မဲ့လက္ခဏာရက်တွေဖြစ်ပါတယ်ဒီလက္ခဏာရက်မျိုးတွေဖြစ်လာပြီဆိုရင်အာနာရှင်တွေကြာဆုံးသွားလိမ့်ရှိပါတယ်ဟစ်တလာကိုကြည့်ပါဂရာဖီကိုကြည့်ပါဆဒတ်ဟူစိန်ကိုကြည့်ပါအမောင်မိုက်ဆုံးသောကာလတွေကိုအတူကြော်ဖြတ်ပါတကောင်ထက်ညင်းမနဲ့တော့တကောင်ပြီးရင်တော့မိုးလင်းတော့မှာဗျာမိုးလင်းကန်ဒီရောင်ကြီးရဲ့အရသာကိုခံစားဖို့ကျွန်တော်တို့အသက်ရှင်အောင်နေနိုင်ပါကိုဂယူဆိုင်ပါဒီနေ့အခြေခံသတင်းတွေပြောပြီးနောက်မှာတော်လိုင်းကြီးကညီညွတ်မှဖြစ်မယ်အောင်ပွဲရမှဖြစ်မယ်တပ်ပေါင်းစုမှဖြစ်မယ်ဆိုတဲ့အခြေအနေတွေအားလုံးကြားပြီးသားဖြစ်မယ်
ဒီကနေ့ဆိုလဲကီရီနီကလူငယ်တွေအဖွဲ့အစည်းတွေတော်တော်များများကင်းနီပြည်မှာအစိုးရတရက်တက်ဖြစ်ပေါ်လာရေးတပ်ပေါင်းစုကြီးဖြစ်ပေါ်လာရေးပြည်နယ်လုံးဆိုင်ရာတက်ဖြစ်ပေါ်လာရေး UKSA တက်ပေါင်းစုဆိုတဲ့တောက်ဆိုတန်တွေကျွန်တော်တို့ကြားနေရပါတယ်အဲ့တော့ကင်းပြည်နယ်ကရင်နီပြည်နယ်အားလုံးပေါင်းစုတဲ့တပ်ပေါင်းစုကြီးနဲ့အစိုးရတစ်ခုပြည်နယ်တက်တစ်ခုဖြစ်ပေါ်စီကိုလူငယ်တက်ရဲဘော်တွေအကုန်လုံးအာသီသားရှိနေတာကိုတပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေကထဲသွင်းစဉ်းစားဖို့စူးစီးဖို့လိုအပ်တယ်လို့ကျွန်တော်တို့ယူဆတယ်။ကျန်တဲ့အခြေအနေအသေးစိတ်ကတော့ကင်းနီပြည်နယ်မှာနေထိုင်တဲ့လူတွေအကုန်သိပါတယ်။ဒီမော့ဆိုနောက်ချမ်းဖာဆောင်ပေါ်လကဲမဲဆက်အဆရှိတဲ့ဒေသကအခြေအနေတွေကိုကျွန်တော်တို့ပို့သိတဲ့သူတွေကတောင်းဆိုတန်ကUKSA ဆိုတဲ့ကင်းနီတပ်ပေါင်းစုကြီးပေါ်ပေါက်လာရင်ကင်းနီပြည်နယ်အစိုးရကတရက်ပဲရှိစီချင်ပါတယ်တဲ့တပ်ပေါင်းကတစုတည်းရှိစီအကွဲကွဲအပြဲပြဲဖရဲနဲ့ဟိုလူကြောင့်ဒီလူကြောင့်ဘွားမျိုးမနေချင်လို့ပါဆိုတဲ့တောင်းဆိုမှုတွေကိုကင်းနီကနိုင်ငံရေးစီဥဆောင်သူတွေကကြားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ညီညွတ်ဖို့ဆိုရင်ကျွန်တော်တို့ညီညွတ်မှာအောင်ပွဲဆင်မယ်လေဗျာတော်လည်းရေးမှာညီညွတ်ရေးကိုတိဆောက်ဖို့ကျွန်တော်တို့ခက်ခဲနေမယ်ဆိုရင်မြေပြင်အခြေအနေတွေကိုအခြေခံပြီးဘာတွေဖြစ်နိုင်လဲဆိုတော့ကိုကျွန်တော်တို့စဉ်းစားကြည့်အောင်အဲ့တော့လူတိုင်းမှာရည်မှန်းချက်တွေကိုစီရှိတယ်ကိုယ်ပိုင်အဖွဲ့အစည်းတွေကိုယ်ပိုင်အလှမ်းတွေကိုယ်ပိုင်မူဝါဒတွေရှိတယ်ဒါတွေကိုလုံးဝဖယ်ထုတ်လိုက်လို့တော့မရဘူးဘုံလုပ်ငန်းဆိုင်ရာဘုံလုပ်ငန်းကော်မတီဘုံလုပ်ငန်းသဘောတူညီချက်တွေဆွဲထုတ်ပြီးတော့ညီညွတ်တဲ့မဟာတပ်ပေါင်းစုကြီးကိုဒီဆောက်ကြရမယ်လို့ကျွန်တော်ပြောမှုတွေဒါကဟိုးလွန်ခဲ့သောအာဏာမသိမ်းခင်တွေကကျွန်တော်ရဲ့ခိုင်မာတဲ့အယူအဆတပ်ပေါင်းစုတဲ့နေရာမှာငါတို့အလံအောက်တဲကိုဝင်ငါတို့စကားကိုနားထောင်ငါတို့ပြောသမျှလို့မဟုတ်ဘဲတီရှိနေတဲ့အဖွဲ့အစည်းအသီးသီးရဲ့အလှန်တော်နဲ့မူဝါဒတီရှိမှုကိုလေးစားလက်ခံရမယ်အဲ့ဒီရှိနေတဲ့အဖွဲ့အစည်းတွေရဲ့မူဝါဒတွေကိုစူးစီးဖို့မလိုဘူးသူ့မူသူထားမယ်ကျွန်တော်တို့ရဲ့ဘုံလုပ်ငန်းဆိုင်ရာနိုင်ငံလုံးဆိုင်ရာမူဝါဒတွေမှာတော့တန်နဲ့တလန်နဲ့တဟန်နဲ့ထွက်ကြမယ်ရှင်းလားမသိဘူးမရှင်းရင် comment မှာပေးရခဲ့အဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးအောက်ခြေအခြေအနေတွေကိုကျွန်တော်တို့တွေးမိတယ်မြင်မိတယ်ကြားမိသလောက်ကျွန်တော်စဉ်းစားကြည့်တဲ့အခါအကယ်၍မညီညွတ်ဘူးညီညွတ်ဖို့တိဆောက်ဖို့ခက်ခဲနေတယ်ဆိုရင်စစ်တပ်ဟာနံပါတ်1အနိုင်ရသွားနိုင်ပါတယ်တော်လိုင်းကြဆုံးသွားနိုင်ပါတယ်နံပါတ်2စစ်တပ်လည်းမနိုင်ဘူးတော်လိုင်းလည်းမနိုင်ဘူးပြည်တွင်းစစ်ပွဲကြီးဟာခြေချလာပြီးတိုင်းပြည်မွဲတိတ်စုပ်ပြတ်ပြီးဆိုမာလီယာလို့နိုင်ငံမျိုးပေါ့ဗျာနော်တဘူတမင်းတကားရာတပုံစံဓမြတက်ပြီးတခိုးတက်ပြီးဖြစ်လာပြီးတော့မွဲပြကြတယ်လူလုံးမလာတဲ့တိုင်းပြည်မျိုးဖြစ်သွားနိုင်ပါတယ်နောက်တစ်ချက်ကစစ်တပ်ကမနိုင်ဘူးစစ်တပ်ကတော့မနိုင်ဘူးဒါပေမဲ့တော်လိုင်းဘက်ဒီမှာတော့အကွဲကွဲအပြဲပြဲနဲ့အချင်းချင်းအပြန်အလှန်တိုက်ခိုက်နေရတဲ့ဒီနေ့အခြေအနေမျိုးလေးကိုကျွန်တော်တို့ဖတ်ခနဲ့မြင်ပါတယ်နောက်တစ်ချက်ကစစ်တပ်ကြာရှုံးသွားတယ်နိုင်ငံအသီးသီးနိုင်ငံရခိုင်နိုင်ငံတော်ကချင်နိုင်ငံတော်ကရင်နိုင်ငံတော်အစရှိတဲ့နိုင်ငံငယ်တွေကွဲထွက်သွားတာမျိုးလေလစ်ပြားမှလို့ဖြစ်နိုင်ပါတယ်စစ်တပ်ကကြာသွားပြီပြည်နယ်တွေစူးစီးပြီးတော့ Federal ပြည်ထောင်စုတစ်ဆိုတဲ့ပုံစံမျိုးလဲဖြစ်လာနိုင်တဲ့အခြေအနေတွေတွေ့ပါတယ်နံပါတ်6မှာတော့စစ်တပ်ကကြာဆုံးတယ်ဗဟိုချုပ်ကင်မှုလုံးဝကြာဆုံးသွားပြီးတော့ရော်ရဲအားနေတဲ့ဘိုးအာနာရော်ရဲအားနေတဲ့ပြည်နယ်များပေါင်းစုတဲ့ပြည်တော်စုသစ်ပုံစံပြည်နယ်တွေကကိုယ်ပိုင်တက်တွေကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်တွေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နေတဲ့ကိုယ်ပိုင်ပြည်နယ်များကိုပေါင်းစုထားတဲ့ Federal ပြည်တော်စုပုံစံမျိုးဖြစ်လာနိုင်တာမျိုးရှိပါတယ်နောက်ဆုံးတစ်ချက်နံပါတ်9ပေါ့ဗျာစစ်တပ်ကလုံးဝကြာဆုံးသွားမယ်လက်ရှိမြေပုံအတိုင်းပဲဦးစီးဦးဆောင်ကောင်းကောင်းနဲ့တိုင်းသား EAO တွေပြည်နယ်အများပေါ့နော်အားလုံးပါဝင်တော့ပါဝင်တိုက်တဲ့ခေါင်းဆောင်တွေပါဝင်တော့လက်သိရဆိုတော့ခေါ်တာမဟုတ်တော့ကိုမျိုးကိုပြန်မခံတော့ဘဟုအစိုးရဘဟုချုပ်ကင်မှုဘဟုပြည်တော်စုဘဟုခေါင်းဆောင်မှုပေါ့ဗျာနော်
ဒါကြီးပေါ်လာဖို့နိုင်ငံစီဆိုင်ရာအချက်ပေါ့နှစ်ခုအပါအဲ့ဒီအချက်9ချက်ဖြစ်နိုင်ပါတယ်အဲ့တော့လက်တွေ့မှာကျွန်တော်တို့ပြည်နယ်တွေဘက်ကဘာပြောနေလဲဗမာအင်အားစုဘက်ကဘာပြောနေလဲ NUG ကဘလို့ပြိုနေလဲစစ်တပ်ကဘလို့ပြိုနေလဲ NUG ကတရားဝင်မှုရှိလားစစ်တပ်ကတရားဝင်မှုရှိလားပြည်နယ်တွေရဲ့တိုင်းသားတပ်တွေရဲ့အနေထားကဘလို့လဲဗမာတပ်တွေရဲ့အနေထားကဘလို့လဲအဲ့တော့ကျွန်တော်တို့အဲ့ဒီအချက်တွေအကုန်လုံးကိုစဉ်းစားပြီးတော့မလိုချင်တာတွေမဖြစ်လာဖို့ကအလိုချင်ဆုံးကိုမရနိုင်ရင်တော့ကျွန်တော်တို့ကင်ဆွဲထားတဲ့အစွဲအလန်းတွေဖျောက်ပြီးလက်တွေ့ကြပေါင်းဆက်ဆောင်ရွက်မှုတွေဆောင်ရွက်ဖို့လိုတယ်မဟုတ်ရင်အရန်ကြောက်ရမယ့်အချက်ကနံပါတ်1အချက်စစ်တပ်လုံးဝအနိုင်ရပါမယ်နံပါတ်2အချက်စစ်တပ်လည်းမနိုင်တော်လိုင်းလည်းမနိုင်ပြည်တွင်းစစ်ကြီးရှေ့ကြပြီးတိုင်းပြည်မွဲပြကြပြီးတော့လူလုံးလားဖြစ်ကုန်နံပါတ်3စစ်တပ်ကမနိုင်ဘူးတော်လိုင်းလည်းအချင်းချင်းညှိမရဘူးဆိုတဲ့အခြေအနေမျိုးအဲ့ဒီအချက်3ချက်ကတော့လက်တလောအခြေအနေမှာအရင်နီးစပ်ပြီးတော့အနေများလွန်းလာတဲ့အခြေအနေကိုရောက်နေတဲ့အတွက်ရဲဘော်တို့ကြီးမိတ်ဆွေတို့ကြီးပြည်သူတို့ကြီးစစ်တပ်ကြာရှုံးပြီးလက်ရှိမြေပေါ်အတိုင်းစီးနိုင်ငံရေးဗဟိုချက်စုစည်းနိုင်ပြီးဖက်ဒရယ်ပြည်တော်စုသစ်ပေါ်လာဖို့ဟာလက်တွေ့စဉ်းစားဖို့ဒီကင်ထားတဲ့အစွဲတွေလျှော့ပြီးတော့အတ္တနည်းနည်းလျှော့ပြီးတိုင်းပြည်နဲ့လူတွေစဉ်းစားပေးကြဖို့တိုင်းသားကောင်းဆောင်များကောဗမာကောင်းဆောင်များကောတိုင်းသားတက်များကောဗမာတက်များကောတော်လိုင်းသမားတိုင်းတယောက်ချင်းစီကိုလေးလေးစားစားတိုက်တွန်းလိုပါတယ်စစ်တပ်ကြရှုံးပြီးလက်ရှိမြေပုံတိုင်းငါတို့ပြည်တော်စုတစ်ကိုငါတို့တည်ထောင်နိုင်ရမယ်အဲ့ဒါကျွန်တော်တို့ယုံကြည်ချက်ဖြစ်နေရမယ်